ချွတ်ပါကအေယာမအိမ်မွေးခွေးရေးပြင်အနားမှာလည်းဒဏ်ရာတွေနဲ့လဲနေတဲ့သူတယောက်ရှိလို့ကြောက်လန့်သွားပြီမဲ့ဟိုလီကသူ့အမိတ်မပေးရင်လုံးဝမကြိုက်တတ်တဲ့အကြောင်းအုံးကလှမ်းပြောလိုက်ပြီးချွတ်ပါကဒီနေရာကိုရောက်လာတဲ့၃ယောက်မြောက်လူလို့ပြောပြလိုက်ပါတယ်လူတွေကသူတို့မွေးဖွားလာတဲ့ကပျော်ရွှင်စွာနေထိုင်နေကြပြီမဲ့အခုတော့အဲ့လိုမဟုတ်ပဲပင်ပင်ပန်းပန်းတက်ခိုက်နေကြရတဲ့အတွက်တနာလုံးလို့သူကတက်ပေးပြီးကယ်တင်တာဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ဖုံးတော်ကြီးတွေကတယောက်တစ်မျိုးကောက်သီးတွေဆိုတာချွတ်ပါလဲတိသွားခဲ့ပါတယ်စစ်မြေပြင်ကလူတိုင်းဒီပါမီးလောင်ထားသလိုတေဆုံးနေရကြောင်းလက်ခီလဲထူးဆန်းနေလို့တွေးနေုံတနေရာမှာလဲကျနေတဲ့ခါမာကီရီကိုပါမြင်လိုက်ရပြီးအန်နယ်ကလျက်စီးမို့သူ့ကိုအထိနာအောင်လုပ်လို့မရပဲအဲ့လိုမသိမျိုးကိုဝိုက်ပါလေးပြင်းနိုင်မှာမဟုတ်လို့အမြန်ဆုံးတားဖို့ခါမာကီရီကသတိပေးလိုက်ပါတယ်အဲ့ဒါကြောင့်လက်ခီလဲအန်နယ်ကလိုခီယာတိုက်နက်ဆိုးသစ်အမျိုးအစားဂိုရိုနိုမီ Ramble Fruit လျှက်စစ်အသီးကိုစားထားရဲဆိုတာကိုရိပ်မိသွားခဲ့ပြီးတစ်ဖက်မှာတော့ဆိုတော့ကတွိုင်းရစ်ပူစော်တဲ့စင်စီကိုပါပြန်ရောက်သွားလို့သူ့နောက်ကိုအစလိုက်တောင်းတဲ့စောင်းငှက်လှောင်တာကိုပါခံလိုက်ရပါတယ်ရိတ်ခအိတ်ကိုချီပြီးတော့ဆူရိုကမှတ်လွတ်တဲ့အတွက်တန်လိုင်းကြီးပါသွားတဲ့အပြင်ထွက်ပေါက်ရှာနေတဲ့လူဖီကလည်းလမ်းကအပိတ်ကြီးဖြစ်နေတာကြောင့်လှုပ်ဝက်တကားကြီးထင်ပြီးလက်သီးနဲ့ထိုးခွဲလိုက်တဲ့အတွက်အေယာမမွေကြီးလည်းအသေးခိုက်သွားခဲ့ပါတယ်ချွတ်ပါကအုံးစီကနေထွက်ပြေးလာခဲ့ပြီမဲ့မန်ဒရာအစွမ်းရှိနေတဲ့ဖုံးတော်ကြီးတယောက်လက်ကပြေးဖို့အဲ့လောက်မလွယ်ပဲအဝေးကလှမ်းပိုင်းတာကိုခံလိုက်ရတဲ့အတွက်အိုက်ဆလည်းအတန်တွေတစ်ခုပြီးတစ်ခုပျောက်ကုန်တာကိုခံစားမိရကြောင်းလက်ခီစီကိုတယောက်တည်းထွက်သွားဖို့ရုန်းကန်နေလို့နာမီလည်းသူတို့တင်မောကလူနှစ်ယောက်တောင်အပြင်းခံရတာမို့ကလေးတယောက်အနေနဲ့ဘာမှလုံနိုင်မှာမဟုတ်တဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့အချိန်လူဖီရှိတဲ့လှိုင်ကောင်းတွေကိုရေတွေဝင်လာတာကအေယာမမွေရေတွေမျိုးချလိုက်လို့ဖြစ်တဲ့အပြင်ကန်ကောင်းစွာပဲအဲ့ဒါကနာမီတို့အနားမှာဖြစ်နေပြီးစိတ်မရှိတော့တဲ့လူဖီကအထဲကနေတောင်းကျမ်းနေတဲ့အတွက်မွေကြီးနဲ့နာမီတို့လည်းအပြစ်မှပြောင်းဆန်ကုန်ကြပါတယ်ဝေဖာနဲ့မီကီတို့တလျှောက်ပြင်တော်ရဲကို2ယောက်သားရောက်လာခဲ့ကြပြီးမွေကြီးကတော့လေပေါ်ပြန်နေတဲ့ဇိုရိုတို့ကိုမြင်သွားတာကြောင့်စောင့်ငက်လေဇိုရိုကိုသာအစာအနေနဲ့ပြစ်ချခဲ့လိုက်ရင်သူလွတ်မယ်ဆိုတာကိုသိလို့အိတ်ကိုပါချက်ချင်းလှုပ်ပေးလိုက်ပါတယ်ပဲပင်ထိတ်ဆုံးမှရှိရဲ့ဖျားသခင်ရဲ့ဗိမ္မာန်စီသွားဖို့လုပ်နေတဲ့ဝိုင်ပါကိုအုံးကလှမ်းတားလိုက်ပြီးအဲ့နေရာကိုဂန်ဖော့ကလည်းရောက်လာတဲ့အပြင်သူဖျားသခင်ရဲ့ဗိမ္မာန်ကိုရောက်ခဲ့ပြီးရဲ့အကြောင်းနဲ့အဲ့နေရာတစ်ခုလုံးဖြက်စီးခံရတာကိုမြင်ခဲ့ရတဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့နေရာကအန်နယ်အတွက်ဘာမှအရေးမပါပဲကောင်းကင်စစ်တီတွေကိုလည်းအတုံးချခဲ့ရုံတက်ပဲဖြစ်လို့အန်နယ်ရဲ့ရွယ်ချက်အမှန်ကဘာလဲဆိုတာကိုစဉ်းစားနေကြတော့ကောင်းကင်ဘုံကနေဇီရိုကပါကျလာခဲ့ပါတယ်စောင်းဟန်ကြောင့်ပဲလမ်းမမော်ပြန်ရောက်လာတဲ့ဇီရိုကရောက်မဲ့ရောက်တော့လေတကယ်ခေါင်းတွေကြီးစုနေတဲ့နေရာကိုမှဆက်မြက်အချိန်ကရောက်လာတာဖြစ်တဲ့အပြင်လူဖီကြောင့်လူလိမ့်နေရတဲ့အေယာမမွေကြီးပါရောက်လာလို့တိုက်ပွဲကပို့ပြီးတော့မြိုင်ဆိုင်လာတော့မှဖြစ်ပါတယ်ဖျားဆိုတာခေါင်းနဲ့မထည့်တဲ့အရက်သမားအုံမှာအုံးကဖျားသခင်ဟောကိန်းထုတ်ထားတဲ့အချိန်3နာရီပြည့်ရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးပါညာတွားပြောပြနေပြီမြဲဟိုကောင်ကရွှေကိုပဲစိတ်ဝင်စားတာဖြစ်ပြီးဂန်ဖိုးကလည်းသူ့လူတွေနဲ့ဖွဲ့စည်းထားတဲ့ကောင်းကင်တော်ဝင်စစ်တပ်ကိုပဲပြန်လိုချင်တာဖြစ်တဲ့အပြင်ဝိုင်ပါကလည်းအန်နယ်ကိုဖြုတ်ချဖို့တတ်တာစိတ်ဝင်စားတာဖြစ်လို့တယောက်ကိုရွေချက်တစ်မျိုးစီနဲ့တက်ခိုက်ကြရတော့မှာဖြစ်ပါတယ်ဝိုင်ပါကအနီးဆုံးဆိုရိုကိုအရင်လှမ်းကြိတ်လိုက်ပြီးမြဲဆိုရိုကလည်းသတိလွတ်နေတဲ့ကောင်မဟုတ်လို့ထိမသွားပဲဝေဟင်နဲ့မြေပြင်ကျုံတယ်လို့တီးနေကြရင်ကအေယာမမွေကြီးကိုလည်းရှောင်နေရတာကြောင့်ဘယ်သူမှနောက်ကျောမလုံကြတဲ့အပြင်ကောင်းကင်မွေးမြူရေးသမားအုံးကတရိတ်ဆန်တွေကိုသူမတူအောင်လေ့ကျင့်ပေးထားတာဖြစ်လို့ဟိုလီကကိုက်ယုံနေမဟုတ်ပဲအခြေခံလက်သီးထိုးနည်းတွေပါတက်မြောက်နေပြီမြဲဖီရဲကလည်းတာမန်ငှက်တကောင်တော့မဟုတ်တဲ့အတွက်ဒီတိုက်ပွဲကလစ်တဲ့သူခံရစတန်းဖြစ်နေကြပါတယ်နာမီတို့ကလည်းဂျက်လို့ခေါ်တဲ့အေယာမမှော့ပေးပြီးနာကိုရောက်လာကြတော့အိုင်ဇက်ကအပေါ်မှာဝိုင်ပါရှိနေရကိုတည်သွားတာကြောင့်နောက်ကတော်ဝင်စစ်သားတွေလက်ကနေလွတ်အောင်ပြင်အဲ့ဘက်ကိုပဲဥတီလာနေခဲ့ကြပြီးတိုက်ပွဲဧရိယာကျင်းမြောင်းတဲ့နေရာမှာမွေကြီးကိုပဲပက်ချောင်နေရတော့ဆူတို့ကလဲကျနေတဲ့ချိုပါကိုတွေ့သွားခဲ့ပါတယ်အနားကိုပြေးသွားတော့အုံးထောင်ထားတဲ့ဘလိတ်ဝါယာထောင်ချောက်တွေကိုလည်းခံလိုက်ရပြီမဲ့ဂယုမဆိုင်အားပဲအုံးရဲ့ဘလိတ်ဝါယာတွေကတန်လိုပဲမာကျော်တဲ့အိုင်ယွန်ကလောက်တွေကနေပြုတ်လောက်ထားတာဖြစ်တဲ့အပြင်ဒီကွင်းမြင့်နေရအနှံ့မှာအပြည့်ချထားတာကြောင့်အဲ့ဒီတရိတ်ဆန်လေးအခုလိုအခြေအနေရောက်သွားတာဖြစ်တဲ့အကြောင်းဖုံးတော်ကြီးအုံးကပြလိုက်ပါတယ်ဇီရိုကပုံမှန်ဆိုရင်လက်စားချတာတွေပါပြီးစိတ်မဝင်စားတတ်တဲ့သူမျိုးဖြစ်ပေမဲ့သူ့အဖွဲ့သားတယောက်ကိုအခုလိုမြင်လိုက်ရတဲ့အတွက်ဒေါသတော့နည်းနည်းထွက်မိရဲ့အကြောင်းပြလိုက်ပြီးကောက်ရုပ်ထုတ်တင်မောနဲ့စန်းကြီးတို့ကိုတော့ကိုနစ်တို့တားဖားကစောင့်ရှောက်ပေးထားကြတာဖြစ်ပါတယ်လူတွေအားလုံးကတိုက်ပွဲချိန်ကြာမြင့်လာတာနဲ့အမျှမှော်ပဲမင်းနဲ့အစာအုပ်ပြက်တွေစီကိုပဲတွားနေကြတာဖြစ်လို့အန်နယ်စီစဉ်ထားတဲ့အတိုင်းကိစ္စအားလုံးကလဲပတ်နေရဖြစ်ပြီးဂန်ဖော့ကလည်းသူကရန်သူမဟုတ်တဲ့အကြောင်းရှင်းပြပြီးမြဲဝိုင်ပါကတော့မြင်သမျှအကုန်တီးတဲ့ကောင်မျိုးပြောမရပဲဟိုလီရဲ့တက်ခိုက်မှုတွေကိုဇီရိုကရှောင်ရင်းနဲ့အုံးမြင့်ပျော့ပြောင်းတဲ့ဓာတ်ချက်ကိုတော့တစ်ခါတော့မြည်လိုက်ရပါတယ်အုံးကသူ့ရဲ့ဓာတ်ကိုလည်းအိုင်ယွန်ကလောက်တွေနဲ့လှုပ်ထားတာဖြစ်တဲ့အပြင်လက်ကင်မှာဒိုင်ရဲတစ်ခုထက်ကလိုသလိုထိန်းချုပ်နေရကြောင်းမို့ကြာပိုးတစ်ခုလိုတိုက်ခိုက်နိုင်တာဖြစ်ပြီးသူတို့ရဲ့တိုက်ပွဲနေရာကိုလည်းကြံရှိရဲ့ရှန်နီရဲ့စစ်သားတွေနဲ့ကောင်းကင်တပ်ဖွဲ့ကရောက်လာကြပါတယ်လူဖီကသူ့အပြင်ထွက်ဖို့နိုင်ရန်ကိုဖောက်မှရမယ်ဆိုပြီးကြောက်ခဲနဲ့သွားပုတ်နေရကြောင်းမွေကြီးလည်းဂလီထိုးခံရတယ်လို့ဖြစ်နေရဲ့အချိန်နာမီနဲ့အာအီဆာနာကိုလည်းကောင်းကင်တပ်သားတွေကလိုက်နေကြလို့၃ယောက်သားတက်ခိုက်နေရင်ကယ်ပေးလိုက်ကြရပါတယ်ဝိုင်ပါကအာအီဆာကိုနာမီဖမ်းထားတဲ့တင်ပြီးအမြောင်းနဲ့ပါထုနေလို့ဂန်ဖော့လည်းအချိန်မီကယ်ပေးလိုက်ပြီးမြဲကန်ကောင်းစွာပဲမွေပစက်နာမှာကွက်တိရောက်သွားတာကြောင့်အပြုံလိုက်ကြီးညှိုချခံလိုက်ရပါတယ်ဇီရိုနဲ့ဝိုင်ပါကကယ်ပေးခြင်းမိမြဲအုံးကိုလည်းမျက်နှာလွှဲထားလို့မရပဲကြံရှိနေတဲ့ရှန်နီရဲ့စစ်တီတွေထဲမှာလည်းဖုံးတော်ကြီးတစ်ပါးကိုရှင်နိုင်တဲ့သူမရှိတဲ့အပြင်ဟိုလီကိုပါတိုက်ပွဲတစ်လျှောက်ပတ်ပြေးခိုင်းလိုက်တဲ့ကြောင့်ပတ်လေကိုဝါယာပလိတ်တွေနဲ့စီးကပ်ထားသလိုဖြစ်သွားခဲ့ပါတယ်အနားကိုလက်ခီရလည်းရောက်လာပြီးခမာကီရီမှန်လိုက်တဲ့အတိုင်းလျှက်စီးရနယ်ကိုရင်မဆိုင်ဖို့လာပြောတာဖြစ်ပေမဲ့လေသူ့အနားမှာလျှက်စီးကြောင်းတစ်ခုပေါ်လာတာကိုဝိုင်ပါကလှမ်းမြင်လိုက်တဲ့အချိန်ဖျားသခင်အန်နယ်ကိုယ်တိုင်လက်ခီဖေကိုရောက်လာတာဖြစ်တဲ့အပြင်တနက်နဲ့လည်းပြစ်လို့မရဘူးဆိုတာကိုလက်တွေ့မြင်လိုက်ရပါတယ်ဝိုင်ပါကသူနဲ့အတူကြီးပြင်းလာတဲ့လက်ခီကိုပဲစိတ်ပူနေရကြောင်းကောင်းကင်တတာတယောက်ရဲ့ပစိန်တိုင်းရဲကိုတော့မမှုတော့ပြီမြဲသူမျက်စိရှိမှနေဘာမှမတတ်နိုင်ပဲလက်ခီကလျှက်စီးနဲ့ရှော့တိုက်ခံရတာကိုမြင်လိုက်ရပါတယ်အန်နယ်ကကြံနေတဲ့သူတွေအသက်မတရအောင်အကောင်းဆုံးကြိုးစားကြဖို့ပြောရင်ပြန်ထွက်သွားတာကြောင့်ဇီရိုလေဖျားသခင်ဆိုတဲ့ကောင်ကိုအနိကမြင်မှုသားပြီမြဲလက်ရှိအချိန်မှာမွေပိုက်ထေးရလူတွေမသိဖို့ကလည်းအရေးကြီးနေရမို့နှစ်ယောက်သားအဲ့ကောင်ကိုအရင်ရှင်းဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်
ဒီကြားထဲနီးရဲ့ကောင်ကစုံနေကြတာကြောင့်ဟော်ကိန်းထုတ်ထားတဲ့3နာရီမပြည့်ခင်လူ6ယောက်နဲ့တရိတ်ဆန်2ယောက်ပဲကြံတော့တာဖြစ်ပြီးနာမီတို့အားလုံးကကန်ကောင်းစွာနဲ့အစိတ်ရှိရဲ့အဆွဲကိုမထိလိုက်ပဲဘိုက်တဲကိုတန်းရောက်လာကြတာဖြစ်ပေမဲ့ဘလို့ပြန်ထွက်ရမလဲဆိုတာကိုစဉ်းစားနေကြတော့အနားမှာအနေရများတဲ့ခြေတံတစ်ခုကိုကြားလိုက်ရပါတယ်ဒါပေမဲ့သူတို့ထက်အရင်ရောက်နေတဲ့လူဖီဖြစ်နေရဲ့အပြင်ဒီထဲမှာလမ်းပြောင်းနေတဲ့မြောက်လောင်ကသူ့ကိုယ်သူငွေကြီးမျိုးချခံလိုက်ရတာတော့မသိပဲစောက်ပေါ်ဖြစ်နေရကြောင်းနာမီကအဲ့ဒါသူတို့ရဲ့ကပတိန်လို့လည်းပြောပြလိုက်ရောအန်အောဘနဲ့ဖြစ်ကုန်ကြရပါတယ်ငွေကြီးရဲ့အစာချေစနစ်ကြောင့်သူ့အင်ကြီးတွေတောင်စတင်ယိုရင်းလာပြီဖြစ်လို့လူဖီလည်းဖောက်ထွက်မရမယ့်အတူတူနောက်ဘက်ကနေပလွတ်ဆိုပြီးထွက်သွားကြမယ်ပြောပေမဲ့မဖြစ်နိုင်တဲ့နီလန်မို့ခေါင်းချောက်နေကြတော့မယ်ဒီငွေကြီးဗယံပတာနဲ့သူတို့နောက်ကိုလိုက်တာလူဖီလက်ချက်ဆိုတာကိုသဘောပေါက်သွားကြပါတယ်စားစရာပါတီလာလို့တော့မင်းနေလို့နာမီလည်းဒီကောင်ကိုစုံမလိုက်တာလက်လွန်သွားတဲ့အတွက်အတွင်းပိုင်းကိုထပ်မံမြူချခံလိုက်ရပြီးအပြင်ဘက်မှာလည်းဝိုက်ပါကငွေကြီးနဲ့တိုင်ပတ်နေတာကြောင့်အားနေရဆိုလိုကပဲအုံးကိုဓာသမားချင်းတက်ရှင်းရတော့မှာဖြစ်ပါတယ်ဒေရှင်နဲ့ဆိုပြီးမြဲအုံမြင့်ဓာရောမွေကြီးကပါလိန်ကောက်နေရမို့ကောင်းကောင်းတိုက်လို့မရပဲအချိန်ကြာလေအထက်ရလူတွေအရေးပြောလေးဖြစ်သွားမှာမို့မွေကြီးကိုပဲဝိုက်ပါနဲ့အတူအရင်ရှင်းရမလားအဝေးကတိုက်နေရဲ့အုံအနာကိုပဲရအောင်သွားရမလားဆိုတာစဉ်းစားရခက်နေရဲ့အချိန်မမြင်ရပဲလှမ်းတိုက်နေရဲ့ကြာဖို့ဓာကိုလည်းမထိအောင်ရှောင်နေရတဲ့တလက်အပြင်မန်ဒရာကြောင့်သူ့ဘဲနေရာကိုရောက်ဖုံးတော်ကြီးကတိနေလို့တိုင်အကြီးအကျယ်ပတ်နေရတာဖြစ်ပါတယ်ဒါပေမဲ့အုံကရှန်နီရဲ့စစ်သားပေါ်အာယုံရောက်သွားတဲ့အချိန်ကဆိုလိုလဲအခွင့်အရေးကိုအမိအယအတုံးချလိုက်ပြီးမြဲတိမ်နဲ့လှုပ်ထားတဲ့သူတာကကြက်ရပုံတရံကိုပြောင်းလဲလို့ရနေရကြောင်းအလစ်လဲတိုက်လို့မရပဲအနီးနဲ့အဝေး attack နဲ့ defense ညီမျှနေတဲ့ကြားကမန်ဒရာနဲ့ပါကြိုးတိနေရမို့ဒီလောက်လက်ပေါက်ကတဲ့ကောင်ကို East Blue ကပင်လယ်ဓမြမို့ဆိုကြည့်လဲအကျန်အိုက်နေရပါတယ်ဒါကတော့ One Piece အပိုင်း86ဖြစ်ပြီးအပိုင်း89ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်။